everyone တော့ဒီနေ့ကမနေ့က intro တင်နည်းလေးပြလာရပါတော့ဒီနေ့မှာဆက်ပြီးတော့ကျွန်တော် extension နဲ့ intro တင်နည်းလေးတွေကိုကျွန်တော် tutorial ရပြသွားလို့ပေါ့နော်ကျွန်တော် budget series code တောင်းနေသွားရင်ကျွန်တော် budget series code ကို server နဲ့ရှာပြီးဖွင့်နေပါတော့server နဲ့ရှာပြီးဖွင့်လိုက်ပါကျွန်တော်ဖွင့်မိတာဒီလိုမျိုးဘာအမှမရှိရဲ့အဲ့လိုမျိုးbudget series code ဖွင့်မယ်ဒီလိုမျိုးပေါ်လာတယ်ပေါ်လာရင်ကျွန်တော်ဒီမှာဒီ icon လေးတွေ့ရပေါ့နော်တကယ်လို့ icon ပြောင်းနေရဆိုရင်ဒီကနေပြီးတော့ကျွန်တော်ဒီ activity bar ကို online ပေါ့နော်အဲ့ဒါ icon နဲ့ပေါ်လာလိမ့်မယ်ပေါ့နော်ကျွန်တော် folder တစ်ခုခွင့်နိုင်မယ်folder တစ်ခုခွင့်မယ်ပေါ့နော်ကျွန်တော် folder တစ်ခုခွင့်လိုက်မယ် folder တစ်ခုရပြီပေါ့နော်ဒီမှာပေါ့Okay, for the open idea. I'm HTML, CSS, JavaScript, as a web page in the RAM so live server. So also now install the extension in my short thing. I mean, live server is short thing. Sure, it's not maybe a little bit thing there. Then I got no install thing. The Galo Goga, hello, install thing.ကျွန်တော် industrial HTML ဆိုပြီး HTML file တစ်ခု run ရေးပါတော့ကျွန်တော်ဖတ်ပြပြလို့ပြပြမယ်ဟုတ်ကဲ့ကျွန်တော်ဒါကြတော့ title အနေနဲ့ရေးရတော့ကိစ္စမရှိဘူးကျွန်တော်ခေါင်းစဉ်အနေနဲ့ရေးမယ်ခေါင်းစဉ်အနေနဲ့ရေးမယ်ဆိုတော့sorry Hello world ပဲထားလိုက်ပါအဲ့ဒါကိုမှကျွန်တော်ဒီမှာ go live ဆိုရဲအဲ့ live server run လိုက်ပေါ့နော်အဲ့ live server install တင်မှာဒါ run လို့ရမှာပေါ့နော်အဲ့လို run ပြီးသွားရင်တော့ hello world ဆိုပြီးတော့ပေါ်ရပေါ့နော် hello world ဆိုပြီးတော့ပေါ်ရအဲ့လိုပြီးသွားရင်ကျွန်တော်နောက်ဘက်ကိုကျွန်တော် Python နဲ့ပါဘက်ကို run မယ်ဆိုရင်ကျွန်တော် Python နဲ့ပတ်သက်ပြီးတော့ intro တင်ရမယ်ပေါ့နော် Python intro တင်ရမယ်ဒီ Python ရဲ့ Python playlist ရဲ့ Python environment ဒီလေးကို intro တင်ရမယ်ပေါ့နော်ပြီး code runner ကိုလည်း intro တင်ရမယ်ဒီလေးကို install တင်ကျွန်တော်က install တင်ပြီးသားမလို့မတင်ကြတော့ code runner install တင်တာကကျွန်တော်ဒီဘက်ဘိုင်းနေဖြစ်တဲ့ဟာတွေကိုတို့ကျွန်တော်ဒီ code တွေကို run ပြရပါတော့ကျွန်တော်C++ တို့ Java တို့ကျွန်တော်စတဲ့ဖြစ်အဲ့ဒါတွေကို run ပြရပါတော့ကျွန်တော် HTML CSS JavaScript ဒီ web page တစ်ခုပဲရေးမယ်ဆိုရင်ကျွန်တော် web server နဲ့အလုပ်လုပ်ရပါတယ်ဒီ video ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်